Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာပေါ့နော်ဒီ Japan visit visa နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုပြင်ဆင်ထားရမလဲရောဘယ်လိုမျိုးပုံစံမျိုးတွေရှောက်ခဲ့လဲဆိုရိုင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုရှင်းရလုပ်ပေးမယ်ပေါ့နော်ဆိုတော့ဒီ Japan visit visa လို့ပြောလိုက်ပြီးဆိုတာနဲ့ဘာပြင်းမြင်လဲဆိုလို့ရှိရင် show money ကိုပြင်းမြင်တယ်မှန်တော့ဒီ show money ဆိုတာကဒီ immigration ရောက်တဲ့အခါကျလို့ရှိရင်ပြရတာပေါ့နော်ဒါအဲ့ဒါကို show money လို့ခေါ်တယ်ပြီးလို့ရှိရင်အခုဒီ Japan visit visa မှာပြရမှာကြတော့ဒါ bank statement ကိုပြရမှာဆိုတော့ Japan visit visa မှာဘာလို့လဲဆိုလို့ရှိရင်ဘန်လိုတယ်လုပ်ငန်းလိုတယ်ဒါအမြဲတမ်းပြောဖြစ်နေတဲ့ဒီစကားပေါ့နော်ဆိုတော့ဘန်လိုတယ်လုပ်ငန်းလိုတယ်ဆိုတော့ဘန်အခုပေါ့နော်ဘန်ဆိုတာနဲ့လောကဒီပြရတာတော့ bank statement ပြရတယ်ဆိုတော့ဒါဘယ်လောက်လိုလဲပေါ့နော်ဆိုလို့ရှိရင်ကတော့ဒီမနစ်ကရှောက်ခဲ့တယ်မနစ်ကရှောက်လိုက်တော့ဒါ350ကိုပြလိုက်တယ်ဆိုတော့လူတွေကအမှဘာမှလဲဆိုလို့ရှိရင်ဒီ350လောက်ကိုလူတွေကကြည့်မလားဝုန်းနဲ့ဆိုပြစ်ထည့်ပလိုက်တယ်ဘန်နဲ့ဆိုပြစ်ထည့်ပလိုက်တယ်အဲ့လိုဟာကြတော့ဒါလူတိုင်းလုံနိုင်တဲ့အရာတစ်ခုဒါမျိုးထည့်ရတယ်ဆိုတာကရဲလုံးတဲ့အရာတစ်ခုဒါကိုတန်ရုံးဘက်ကတော့ကြည်ရမဟုတ်တန်ရုံးဘက်ကဘာလို့ကျင်တာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အဲ့ဒီခုနလိုမျိုးပြရမယ့်အမောက်ကိုကဘလောက်ကြာ keep လုပ်ထားနိုင်လေနောက်တစ်ခါကျတော့ကိုဒီလုပ်ငန်းပြရမယ်ဆိုရင်ဒီလုပ်ငန်းနဲ့ဘဏ်ထဲမှာဘယ်လိုမျိုးလဲပတ်နေလဲဆိုတာဒီလုပ်ငန်းမှာဆိုလို့ရှိရင်လည်းဝန်ထမ်းဆိုလို့ရှိရင်လည်းဒီဝန်တယ်ပေါ့နော်ဒီမှာအလုပ်လုပ်နေကြအောင်ငါစားဘယ်လိုရကြအောင်ဒါတွေပြပေးရတယ်ကိုပိုင်လုပ်ငန်းဆိုလို့ရှိရင်လည်းစီပင်မှာဆိုလို့ရှိရင်လည်းစီပင်လိုင်စင်ဒါမှမဟုတ်လို့ရှိရင်ကမ်ပဏီမှာဆိုလို့ရှိရင်လည်းဒီတိုက်ကလိုင်စင်တွေဒါတွေပြပေးရတယ်အဲ့တော့ဒီကိုကဒီလုပ်ငန်းရယ်ဘဏ်ရယ်လဲဘယ်လိုမျိုးလဲပတ်နေလဲဒါအဲ့ဒါကိုကောင်းပြပေးရတာသူတို့ကအဲ့ဒါမျိုးကြည်တာပေါ့နော်ခုနပြောသလိုမျိုးလူတိုင်းလုံနိုင်တဲ့တရားမှာချက်ချင်းထည့်ပစ်လိုက်တာမျိုးကိုသူတို့ကဒါကိုအဲ့လိုမျိုးကြည်တာမဟုတ်ဘဲနဲ့ကိုဘယ်လောက်ပြမလဲဆိုတာပေါ်မှာမူတည်ပြီးတော့ကိုဘယ်လောက် keep လုပ်ထားနိုင်လဲဆိုတာမျိုးကိုဒါသူတို့ကကြည်တာနောက်တစ်ခုကကျတော့ travel history ပေါ့နော် travel history ကသူကလိုအပ်တယ်လို့ရတော့မပြောထားဘူးဒါပေမဲ့ဒီဂျပန်လိုနိုင်ငံကြီးကိုသွားပြီးအလဲမှာကွာအဲ့ဒါဟိုမှာကိုကဒီအနီးနားလေးမှာရှိတဲ့နိုင်ငံလေးတွေတောင်မှကိုကအလဲမထွက်ထားဘူးဆိုကိုရောလူမျိုးအလဲလို့ကိုမြင်လားဆိုတော့ကိုမမြင်တဲ့အရာတခုကိုတန်ရုံးဘက်ကဒီ visit visa ကြီးကိုပေးလိုက်ဖို့ဆိုတာကရခိုင်နှုတ်တအားနေတယ်ဆိုတော့ဒီဥမာတုံးကဆိုလို့ရှိရင်ဒီဘန်ကောက်ကို3-4 ခေါက်သွားထားတယ်ပြီးတော့ဖိလစ်ပင်းဒါပဲသွားထားတယ်ပြီးတော့ပြီးတဲ့ခါကျတော့ရှင်ဒီထိုင်ဝမ်နဲ့ဂျပန်နဲ့လဲမယ်ဆိုပြီးတော့မှထိုင်ဝမ်ဗီဇာကိုအရင်လျှောက်လိုက်တယ်ထိုင်ဝမ်ကလည်းတုံးကပေါ့နော်တုံးကကြတော့သူက3လကို300ပြပေးရတယ်300အောက်ကိုလုံးဝတပြားတစ်ချက်မှမလျော့ပဲနေပေါ့နော်3လဆက်တိုက်ဒါမျိုးပြပေးတယ်ပြီးတော့ထိုင်ဝမ်ဗီဇာရလိုက်တယ်အဲ့ဒါရပြီးတော့ဂျပန်ဗီဇာကိုလျှောက်လိုက်တယ်အဲ့နှစ်ခုကိုသွားလဲမယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်ဆိုတော့VE အဆင်ပြေသွားတယ်နောက်တစ်ခါကျတော့ hotel booking လိုတယ် hotel booking ကဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဒါနောက် post လေးတွေမှာတင်ပေးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ flight booking လိုတယ်နောက်တစ်ခုကကျတော့ trip plan ကကိုသွားလဲခြင်းနဲ့ရက်ပေါ်မူတည်ပြီးတော့ဒီ AI မှာလည်းမေးလို့ရတယ် Google မှာလည်းကိုရှာကြည့်လို့ရတယ်ဆိုတော့ဒါအရင်လွယ်ကူတယ်ပေါ့နော်ဆိုတော့အဲ့တော့ပြောချင်တာကလေဒီခုနပြောတယ်အမြဲတမ်းဗီဒီယိုလေးတွေမှာလည်းအမြဲထည့်ပေးထားတယ်အမြဲ share လုပ်ဖြစ်တယ်ပေါ့နော်ဘန်နေလုပ်ငန်းနေဒါမျိုးကနောက်တစ်ခုက travel history ကလေကိုကအများကြီးမထွက်နိုင်ဘူးအဝေးမသွားနိုင်ဘူးဆိုရင်တော့မှကိုဒီအနည်းဆုံးပေါ့နော်ဒါမျိုးလေးနောက်ပိုကောင်းဆုံးကတော့ဒီ visa ရတဲ့ sticker visa ရတဲ့နိုင်ငံမျိုးလေးတွေသွားထားလို့ရှိရင်ကိုတက်ပို့ပြီးတော့ strong ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါရှောက်ခဲ့တာလေးတွေဘယ်လိုလုပ်ထားရမလဲဆိုတာလေးကိုလာပြီးတော့ share လုပ်ပေးတာပေါ့နော်အဲ့ထက်စင်တာထက်သိကျင်နေဆိုလို့ရှိရင်လည်းရဲ့ဒီ video အောက်မှာမေးထားလို့ရတယ်ပေါ့နော်